ပြောဝင်နဲ့ပြိတ္တတွေကိုကြည့်ရတာဘယ်လောက်ပြီးပြီးဖြစ်ရတယ်ကိုပြောဟုတ်တယ်အရန်ဝမ်းသာတယ်ဒီနေ့မှလှက်တော့ဖြစ်တယ်ဒီလိုတစ်ခါမှမတွေ့ဘူးရုံပြည့်ရုံရှာဒီနေ့ pressure မှလာပြီးအပေးတဲ့အတွက်လည်းဒါပါလေကိုတကယ်လူပြင်းနေလို့ပဲနော်ဟုတ်တယ်ဗျဟုတ်တယ်ပြင်းကြီးရတာလေယောက်ျားလူမိန်းမလူဘာကောင်မှကိုမသိဘူးအကောင်မဟုတ်ဘူးဟေးကောင်မပြိတ္တကပြီးတဲ့ academy ကတော့ဟိုးအရင်တည်းကနေမျိုးဗီဒီယိုခစ်တရားပေါ့နော်ပြိတ္တတွေက academy ပြီးထားပြီဘယ်ချိန်တော့ချောင်းနေလည်းမသိဘူးဟဲ့ငါပတ်သက်ပြန်ဖေးငါပတ်သက်ကိုပိတ်ထားလိုက်တော့တစ်ခါမှမတွေ့ဘူးရုံပြည့်ရုံရှာဒီနေ့ pressure မှလာပြီးအပေးတဲ့အတွက်လည်းဒါပါလေရွှေ့လည်းအများကြီးကြည့်ခဲ့ပြီဆိုတော့ဒီကားတော့အရင်ကပြိတ္တကခန်းစားချက်ကတော့ပြောမယ်ဆိုတော့အရန်ပြောတယ်ဒီအတိုင်းစားမရှိဘူးပြောပါတယ်တထဲတော့သူ့ရံကိုကြောက်လို့လုံကြုံမေးထပြီးခေါင်းထဲမှာထက်ဖွက်ထားပါတယ်ဘယ်ချိန်တော့ချောင်းနေလည်းမသိဘူးဟဲ့ငါပတ်သက်ပြန်ဖေးငါပတ်သက်ကိုပိတ်ထားလိုက်တော့ငါမြတ်ဆောင်ကြီးကတော့အခုအဲ့ဒီဝတ္ထုတို့စဖတ်ကြရမြတ်ဆောင်ကြီးကသိမပါဘူးစီးနေပေမဲ့ဟောပေါ့အသိန်းကိုဟိုအပို့မရောက်အောင်ပို့ပြရမှာအခုရဲ့တရုပ်ဆောင်မှုတွေရတယ်အခုကြည့်နေတဲ့အချိန်မှာဒါနဲ့ဆိုနှစ်ခါရှိပြီပေါ့ရော့မသွားပါဘူးဟိုတရုပ်ဆောင်မှုခြံပြီးတော့ဟိုလှုပ်ထားတာလေတရုပ်ဆောင်ထားတယ်မရှိပါဘူးပြေးသွားတယ်ပြင်းကြီးရတာလေယောက်ျားလူမိန်းမလူဘာကောင်မှကိုမသိဘူးအကောင်မဟုတ်ဘူးဟေးကောင်မပြိတ္တကပြီးတဲ့ academy ကတော့ဟိုးအရင်တည်းကနေမျိုးဗီဒီယိုခစ်တရားပေါ့နော်ပြိတ္တတွေက academy ပြီးထားပြီပြိတ္တတွေကိုလည်းကိုကငကိုရဲလေးလာတာပြီးတာပါမိလက်တက်ပေမဲ့ရေစီးကျန်းတယ်ဆိုတော့ကိုလိုထေလာလေးပီဇာလေးစပစ်ကြရအောင်အောက်မှာပြိတ္တတွေကမြတ်ဆောင်ကြီးကိုအရန်ကိုပြီးနေကြတာ academy အဲ့ဒါလည်းမြင်ရတွေ့ရတာပြိတ္တတွေကိုလည်းအရန်ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဒီနေ့ပြောချင်ပါတယ်ကိုတို့အဲ့ကရိုက်တုံးကမိုးရင်းရိုက်ရတာတခါကျဒရာမာတွေရိုက်နေရတယ်မိုးရွာချရင်လည်းနားပလိုက်ရတာအဲ့လိုမျိုးစီနေခက်ကိုရိုက်ခဲ့ရတာဟိုပါမိုးရသည်ဆိုရင်အရန်ကိုစိုးတယ်လေမိုးရမ်းသွားတယ်ဒါပေမဲ့ရိုက်နေတဲ့အချိန်ကတော့အကုန်လုံးကတော့အဓိကတော့အသိမ်းပါပဲအသိမ်းရဲ့ဇက်ရုပ်ကိုသူအရန်ကိုလေးစားတယ်တော့တကယ်ချင်းကအလုပ်တစ်ခုလုပ်ပြီဆိုရင်လည်းသူကအရန်ကိုစီးစနဲ့အရန်ကြတယ်သူလေကိုအရင်နေရပါစီးစနဲ့အရန်ကြပါတယ်လာဝယ်စားရှင်မှအစမိတ်ကပ်ကအစအဖက်ဘက်ကနေတဆင့်ဒီအခုဟလာမြလက်တက်ပေမဲ့ရေစီးကျန်းနေဆိုတဲ့ရုပ်ရှင်ကားကြီးမှာတဆင့်ပြီးတဆင့်သူတည်ယူသွားနိုင်တယ်အဲ့ချိန်မှာကိုတို့စကားတော့မပြောနိုင်ဘူးအကိုတို့ကလည်းသူမူသွင်းထားတဲ့အတွက်ကိုအကိုတို့ကလည်းစကားမပြောဘူးရှူတင်တစ်ခုလုံးကငြိမ့်နေတာအဲ့လိုရက်ခဲ့ရတာမျက်ရတော့ကြားမိပါတယ်မျက်ရတော့မကြောက်ဘူးမျက်ရဝဲတာပေါ့နော်အသိရင်ပေါ့ဒီလိုကြီးလားဆိုတာဒါအပြင်မှာလဲအများကြီးပဲလူနဲ့တည်းရှိပါတယ်ဟောဒီကားလေးကတော့တကယ်ကိုသင်္ကန်းစာကားလေးပါကိုရိုင်းနဲ့တစ်ခါတစ်ဖက်လုံးတော့ academy မှန်းပေးလိုက်တာကိုရိုင်းနဲ့တစ်ဖက်လုံးတော့ academy မှန်းပေးတာacademy ကတော့ဘယ်လိုပြောရမလဲအဓိကတော့ academy ဘုတ်ပွဲတွေပေါ့ academy ဆုံးဖြတ်တဲ့လူကြီးတွေနောက်ပြည်သက်ကတော့မြင်တဲ့အတိုင်းပဲပေးထားတာတော့အများကြီးပဲအကုန်လုံးအဲ့ရောဒီစကားလေးကြည့်ဖို့လည်းဖြစ်ကုန်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီဇင်ဘာ26ရက်နေ့မှာကျွန်တော်တို့တပီလုံးကိုမြင့်လက်တက်ပေမဲ့ရေစီးကျန်းနေဆိုတဲ့ရုပ်ရှင်ကားကြီးကိုပြသမှာပါခင်ဗျာလာရောက်အားပေးကြပါဦးကျွန်တော်ဒီနေရာနေမြတ်ဆောင်ကြီးပေးညီတင်သေးညီတော်စကားများတာပဲအေးကျုပ်ပြောထားပြီးပြီလေဖြစ်ချိန်တိုင်းဖြစ်ပါတယ်လို့ဒီဘဝရောက်တာနင်းကြတယ်ဆိုတဲ့လူတိုင်းရဲ့အမြင်ကနေတာလွန်နင်လုံးမဖြစ်မယ်